မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့အမှတ်1ဆက်လက်နဲ့ပြည်စည်းတက်ရင်အင်းနိုင်ငံရဲမေတဝီရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျမကအမှတ်1ဆက်လက်နဲ့ပြည်စည်းတက်ရင်အင်းနိုင်ငံပါကျမတို့တက်ရင်မူကြီး3364ကိုဒုတိယဗိုလ်မှူးကြီးထွန်းနေဝင်းနဲ့သူဇနီးဒေါ်ငိမ့်ငိမ့်မြင့်တို့အကြောင်းကိုပြောခြင်းလို့ပါတရင်မှုနဲ့တရင်မှုကတော်တို့ဟာတက်ထဲမှာရှိတဲ့တရက်သီးပိန်းနေသီးတွေကိုလေလံဆွဲပြီးရောင်းစားနေပါတယ်တရက်သီးဝယ်တဲ့သူတွေကိုလိုင်းထဲကလူမနေတဲ့အခန်းတွေကအသီးတွေကိုလည်းခုခိုင်းတာကြောင့်တက်လုံကြုံရေးလည်းကြိုးပေါက်ပါတယ်။ဒါအပြင်တက်ထဲမှာအရေးရတဲ့အပင်ကြီးမှန်သမျှကိုလည်းခုတ်လဲပြီးရောင်းစားပါတယ်။တက်မတော်မှာမိုးရသည့်တစ်ပင်ဆိုင်ပွဲတွေလုပ်ပေမဲ့ရှိပြီးသားအရေးရတဲ့အပင်တွေကတော့မရှိတော့ပါဘူး။တရင်မှုနဲ့တရင်မှုကတော်တို့ဟာတက်ထဲမှာရှိတဲ့ငါးကန်တွေကိုလည်းအပြင်ကလူတွေကိုငှားစားပါတယ်။ငါးတွေမွေးဖို့အတွက်အပြင်ကနေငပုတ်တွေကိုကားတွေနဲ့နေ့စဉ်ရက်ဆက်တဲပါတယ်။ကြာရင်တက်ထဲမှာနေတဲ့စစ်တီရဲမေတွေယောဂရနိုင်ပါတယ်။မင်းလွင်ကုန်းခေးရောက်နေတဲ့စစ်တီတွေစီကနေလည်းစက်ကြီးအနေနဲ့ပတ်စံတွေပြန်သွင်းခိုင်းနေပါတယ်။ကိုရောင်တွေတဲကအပင်တွေကရတဲ့ပိန်းနေသီးတွေကိုခူပြီးတရင်မှုကတော်ကရောင်းစားပါတယ်။တရလုံးမှာရှိတဲ့တီယိုပင်မှန်သမျှကိုလည်းတရင်မှုအိမ်မှာအလုံးလုံးတဲ့စစ်တီတွေကနေတိုင်းကောက်ရပါတယ်။ပြီးရင်အပြင်မှာရောင်းစားပါတယ်။တရင်မှုအိမ်မှာခိုင်းမို့ဆိုပြီးစစ်တီ၄ယောက်ခေါ်ထားပါတယ်။ရဲမေကတော့လှုပ်သားဆင်းရဲတဲ့ရဲမေကိုခေါ်ခိုင်းပါတယ်။စနေနေ့ကျရင်လိုင်းထဲကရဲမေ၄ယောက်နဲ့လှုပ်သားရဲမေနဲ့ဆိုရင်9ယောက်ပေါ့။ရုံးပိတ်ရဲ့စနေနေ့နဲ့တိုက်နေရင်ဖတ်ထိတ်ကိုစနေနေ့အစားထိုးပြီးကြိုခိုင်းပါတယ်။အဲ့ဒီရဲမေ9ယောက်ကစနေနေ့အပတ်တိုင်းဖတ်ထိတ်ကိုတက်မှုအိမ်မှာလုပ်ရပါတယ်။လိုင်းထဲကရဲမေတွေဖတ်ထိတ်ပြီးလို့အိမ်ပြန်ရောက်တာတော့သူတို့မှမပြန်ရပါဘူး။12နာရီတနာရီမှပြန်ရပါတယ်။တက်ပြစ်မှလည်းခြံခွက်တွေဝယ်ပြီးအိမ်ဆောက်ထားပါတယ်။အိမ်ဆောက်တဲ့အခါမှာလည်းအပြင်ကလက်သမားတွေမငါပေတက်ထဲမှာရှိတဲ့စစ်တီတွေကိုလက်သမားခေါ်ခိုင်းပါတယ်။ခွင့်မဲ့ဖြစ်နေတဲ့စစ်တီတွေရဲ့လာစာတွေနဲ့ရိတ်ခါတွေကိုလည်းခွင့်မဲ့မကြေညာဘဲနဲ့ထုတ်စားနေပါတယ်လို့ရင်ဖွင့်လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတက်မတော်သားတွေနဲ့တက်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တက်မတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ကြရင် message box ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။